ဟိုရာဒီဥတုလေးကဒီနေ့တော့ตายရနေတယ်ဆိုတော့ဟောလိုဝင်းလည်းပြီးသွားပြီငါတို့တစောင်းတိုင်းပွဲတော်ကြီးလည်းပြီးသွားပြီဆိုတော့နောက်ထပ်လာမယ့်ပွဲတော်ကြီးကခရစ်စမတ်ရှိမယ် New Year ရှိမယ်ပွဲတော်ရောကြံသေးရဲ့ကွာဒီနေ့ဘာလုပ်ရင်ကောင်းမလဲဘာလုပ်ရင်ကောင်းမလဲဘိုးနဲ့အီတီကလည်းအဖိုးစီသွားနေရဆိုတော့အိမ်မှာငါတယောက်တည်းဖြစ်နေရကွာဘာလုပ်ရင်ကောင်းမလဲဘာလုပ်ရင်ကောင်းမလဲဟိုင်းဘာဖြစ်သွားလဲကွာဟိုင်းနေကောင်ငါတော့ကြိုဘသူသားနဲ့ထိုးရလေကွာငါဖြတ်ခနဲဆိုမမြင်လိုက်ရဘူးကွာနောက်ပိုင်းထိုးရတွေးရုံတော့ထွက်သွားပြီဒုက္ခပဲငါပြန်လဲထားလို့မရတော့ဘူးဘယ်လိုလုပ်မှလဲတွေးဆက်တော့ပြီးတော့တိတ်တော့ရင်ဒုက္ခပဲအာတေးပြီးထားစမ်းပါအော်တော်ပါလေပြန်ထားလို့ရရင်ဟာယောဘသူလဲကွာတော့တော့နောက်ကနေငါ့ကိုဓာတ်နဲ့ထိုးလိုက်တာဘသူလဲမသိဘူးကွာဒုက္ခပဲကွာဘသူလဲမသိဘူးအမလေးoh my god ဟေးမိုက်ကယ်မာဗယ်စီးမလားကွာဒုက္ခပဲဒုက္ခဟေးလိုက်လုံနေပြီကဲပါဟာဟေးအိုးဒုက္ခပဲဟောလိုဝင်ပြီးွားကြီးလေဘယ်လိုပြောဟောလိုဝင်ဒီခေလာဒီစိတ်စားသူတော်မကြီးဘယ်လိုပြောရှိနေသေးရလေဟာယောငါ့ကိုဓာတ်နဲ့လိုက်ထိုးနေပြီဒုက္ခပဲဘယ်ကိုပြေးရမှာလဲကဲကြပါဦးပြောကျွန်တော်မိုက်ကယ်မာဗယ်စီးလိုက်လာပြီယောဓာတ်နဲ့လိုက်ထိုးနေဒုက္ခပဲယောငါဘယ်ကိုပြေးရမှာလဲဒါဆိုတော့တိုင်ပတ်တော့မှာပဲကွာဘယ်တော့မှလဲကဲကြပါဦးမိုက်ကယ်မာကြီးလိုက်လာပြီကွာကဲပါဦးဒုက္ခပဲဒီပေါ်တက်နေရပဲဟဲ့လူအနာမကဲနေတော့ဟဲ့လူငါဘယ်ကိုပြေးရမှာလဲဒုက္ခပဲ oh my god ငါသေပြီတဲ့နဲ့ဒုက္ခပဲအနာမကဲနော်ဟဲ့လူအောင်နဲ့တော်ပါသေးကွာအောင်နဲ့မင်းငါ့ရဲ့အသက်တကင်ကျေးဇူးရှင်ဖြစ်သွားပြီကွာမိုက်ကယ်မာစ်ကိုအောင်နဲ့ကြိုက်တက်ပလိုက်ပြီတို့ရထော်ပြီတော်ပါသေးကွာငါသိပြီထင်နေအောင်နဲ့သူ့မှာဓားပါတယ်ကွာနေဦးသူ့မှာဓားပါတယ်ဒုက္ခပဲငါမှဘာလက်နဲ့မှလည်းမရှိဘူးဒုက္ခပဲဓားနဲ့လိုက်တဲ့လူအောင်မှငါပြန်ပြီးတော့မချနိုင်ဘူးဖြစ်နေရဲ့ကွာနေုံသူ့စီမှာဓားခုနပါလာကွာโอเคမိုက်ကယ်မာစ်ရဲ့ဓားကိုရပြီကွာဒါမဲ့မိုက်ကယ်မာဗာစီရဲ့ဓာတ်ဆိုမယ်ဒါကလူတက်ဓာတ်ရိုးဓာတ်ဒီကွာငါဒီဓာတ်နဲ့တခြားအန်ဂယ်ကိုဘလို့ရှင်ဆိုင်ရမှာလဲကွာဒုက္ခပဲအခုအောင်နဲ့ဝင်ကယ်လို့ငါကန်ကောင်းသွားတာကွာထောင်မအပေါ်မှာဓာတ်နဲ့တစ်ချက်အထိုးခံလိုက်ရသေးတယ်အောက်ကိုပြုတ်ကြလာဘယ်လိုတော့မလဲဟောလိုဝင်းခေလာကြီးကအခုထိဓာတ်ဆိုရင်မြို့ထဲမှာရှိနေတော့မောကွာငါဒီကောင်လေးကိုမရှိရဘူးထင်နေရဒါဆိုရင်တော့ဘယ်လိုတော့ရင်ကောင်းမလဲဒီကောင်နေတခြားနေရာမှာထပ်ပြီးတော့တောင်းချမ်းနေအောင်မလားမသိဘူးငေါ့မျိုးရဲမှာဟဲ့နေဒီလူလှုပ်နေသေးရဲ့ကွာဘာပြောနေရလဲမသိဘူးပါဇက်ကပွားစီနဲ့မင်းကငါ့ကိုတောက်ပလိုက်လို့ငါသေသွားတယ်ငါရဲ့မိတ်ဆွေရမင်းကိုလာရှာလိုက်မယ်ကွာဟေးနေစမ်းမောင်ဒီလူမသိခင်ဘာပြောရလဲမသိဘူးငါကြားရတယ်သူတေသွားလဲသူ့မိတ်ဆွေကငါ့ကိုလာရှာကြနိုင်မယ်တဲ့ယောအဲ့ဒါဘာဒုက္ခပဲသူ့မိတ်ဆွေတွေဆိုလူအောင်တကောင်တော့ဖြစ်မှာမဟုတ်ဘူးသူ့လိုစိတ်စားသူတသမားကြီးပဲနေမယ်ကွာဒုက္ခပဲဒါငါ့ကိုချင်းချောက်သွားရဲ့စကားပဲကွာနောက်တစ်ခါဆိုတော့အောက်တယ်ငါ့ကိုကဲနေမှာမဟုတ်တော့ဘူးအခုငါမှတဲ့ဒီမှာမိုက်ကယ်မာစီကဓာတ်တစ်ချောင်းမရှိဒီပုံစံတိုင်းဆိုတော့ငါအများကြီးပြင်ဆင်ရအောင်မယ်ကွာလက်နဲ့ဆိုင်ကိုရင်သွားရမယ်အောင်နေမင်းအိမ်မှာခဏစောင့်နေကွာငါလက်နဲ့ဆိုင်ကိုအမြန်ပြေးလာအောင်မယ်လက်နဲ့ဆိုင်သွားပြီးတော့လက်နဲ့တွေသွားဝယ်ရမယ်ကွာမကြခင်ကြောက်ဖို့ကောင်းတဲ့အရာကြီးကငါစီကိုဥတီပြီးတော့လာတော့မယ်ကွာoh my god ဒုက္ခပဲကွာoh my god ကငါ့ကိုချင်းချောက်သွားရဲ့ကွာချင်းချောက်သွားရဲ့သူ့ရဲ့မိတ်ဆွေမကြခင်ငါ့ကိုလာရှာလိုက်မယ်တဲ့လက်နဲ့တွေသွားဝယ်ပြီးတော့ကြိုတင်ပြင်ဆင်ထားအောင်အကောင်းဆုံးပဲကွာ okay လက်နဲ့ရောင်းနေဆိုင်တော့ရောက်လာပြီကွာလူဝဲကိုရှင်းနေပါလားကွာပုံမှန်ဆိုရင်ဒီမှာရဲရီပါလေလက်နဲ့လာဝယ်စတားရီပါလေရှိရကွာတခြားလူတွေလည်းရှိရပဲအာနေငါမှဓာတ်ခဏသိမ်းသွားလောက်โอเคရပြီအခုဆိုင်ရလူရှင်းနေလဲဝင်ကြည့်လောက်ဟယ်လိုတကားကြီးရောက်ဖွင့်လာရဲ့အထက်မှာဆိုင်ရှင်လည်းမရှိပါလားဟယ်လိုဆိုင်ရှင်ဦးလေးရေကျွန်တော်လက်နဲ့လာဝယ်ရပါဗျဟယ်လိုဘယ်သူမှမရှိကြဘူးလားဆိုင်ကိုတကားကြီးဖွင့်ပြီးတော့ဘယ်ရောက်ဝါလဲမသိဘူး
ဒုက္ခပါပဲကွာဒီဆိုင်ရှင်ဦးလေးရပဲရှောက်ထွက်သွားလဲမသိဘူးတော့ကြပစ္စည်းတွေမှာတခိုးကြီးဝင်ခိုးကုန်တော့မှာပဲဒုက္ခပဲအနောက်ဖေးမှလာမသိဘူးနော်ဦးလေးကျွန်တော်လက်နဲ့လာဝယ်ရပါဗျဟာဒုက္ခ Oh my god ဟာချက်ကြီးပဲဟာဆိုင်ရှင်ဦးလေးယူသူတပ်ပလိုက်ပြီထင်တယ်ဟာလက်မလေးဓာကြီးကင်ထားရင်ဒုက္ခပဲဟေးယောငါတော့ခုလိုက်လာပြီကဲချပါအောင်ဗျာဒုက္ခပဲမကဲမာကိုကြောက်လို့တနက်လာဝယ်ပါရေဆိုမှချက်ကြီးကငါ့ကိုလိုက်ပြီးတော့တတ်နေပြီကဲချပါအောင်ငါမှဘာလက်နဲ့မှလည်းမရှိဘူးကွာလက်မဓာလေးချောင်းပဲရှိအေးမလုံးနဲ့ရောက်ဒုက္ခပဲငါမှဓာလေးချောင်းပဲရှိရဲကွာ Oh my god ဒီဓာနဲ့ငါဘလို့တွားလို့ရမှာလေဒီကောင်ဘလို့လုပ်ပြီးတော့ဒီကော်ဘက်ရုပ်ကငါဓာနဲ့ဘလို့ချရမှာလေဟာယောချက်ကြီးငါတော့ကိုလိုက်လာပြီရမလိုက်နဲ့မလိုက်နဲ့ကွာဒုက္ခပဲအဆင်မပြေငါတိုင်းပတ်ပြေးနေတော့ငါတိတ်တော့မယ်ဒုက္ခပဲအခုတော့မှရောက်အောင်မယ်အပြင်ထွက်ရင်လည်းမဖြစ်သေးပါဘူးကွာမြို့ထဲကိုသူရောက်ပြီးတော့တခြားလူတွေဒုက္ခပေးနေပို့ဆိုးမယ်ကွာထူတော့ကွာငါမှဓာရှိနေရပဲဟိုဦးလေးတိတ်သွားပြီဆိုတော့သူ့ဆိုင်ထဲကလက်နက်တွေကိုမဟုတ်ရင်လေကွာတခြားတခိုးရဝင်ခိုးမှမထူတော့ဘူးချက်ကြီးကိုနေနေမို့အတွက်ဒီမန်နေငါခွဲမှရောက်အောင်မယ်ယောကွာဟဲ့ရှားပြီနေ Oh my god လက်နက်တွေအစုံပဲရောက်ပြီဟာလက်နက်တွေအစုံရောက်သွားပြီတွေးကြရရပေါ့လာစမ်းချက်ကြီးမင်းနဲ့ငါတွေ့ပြီးအောင်ချဘူးကောင်မင်းယောကွာ Oh my god ရောက်ပြီငြိမ်သွားပြီဟာတော်သေးတာပေါ့ကွာပြန်မချနဲ့ Okay ဟာတော်ပါသေးရဲ့ကွာတိတ်ကောင်းပြောက်ကောင်းဦးလေးရောက်တိတ်သွားပြီဒုက္ခပဲဒီကိစ္စရဲရဲပဲဆက်ပြီးတော့တောင်းဝင်ပြရတော့မယ်ကွာငါလည်းလုံးစရာရှိသေးရဲ့တေးကြရဲ့ Halloween ကီလာရဲ့တော်တော်တောင်းကျဲနေပြီကွာမြို့ထဲမှာဒါငါ့ကိုခုနမိုက်ကယ်မာမတ်မသိခင်ပြောတော့ရဲ့စကားနဲ့များကိုက်ညီနေမလားမသိဘူးသူ့ရဲ့မိတ်ဆွေငါ့ကိုလာရှာကြလိုက်မယ်ဆိုတာအခုကချက်ကြီးကပထမဆုံးတယောက်ဖြစ်မယ်ကွာတိုင်းဆိုတော့မဖြစ်တော့ငါအိမ်ပြန်ရင်လည်းငါအိမ်ကိုတူတိနေရဆိုအကုန်လုံးဝိုင်းလာကြလိမ့်မယ်ကွာအဲ့တော့ငါအိမ်ကိုကြိုတင်ပြင်ဆင်မှုတွေလုံးဝရမယ်အိမ်ကိုကြိုတင်ပြင်ဆင်မှုလုပ်ရမယ်ဆိုတော့အိမ်ကိုငါပတ်လေနရံတွေကာပြီးတော့ပိတ်ထားကောင်းမယ်အဲ့ဒါမှဒီစိတ်စားလူတက်ကောင်တွေငါရဲ့အိမ်ထဲကိုဝင်မလာနိုင်ပါကွာဟုတ်တယ်ဒီထဲမှာ construction site တခုတော့ရှိရကွာဟိုမှာတွေ့အဲ့ construction site ကိုတွားပြီးတော့အမှတသားကြီးပါအပိုရှိမလားငါတစ်ချက်သွားကြည့်ရမယ်အပိုရှိရင်တစ်ခါရင်မားခဲ့ရမယ်ကွာအချက်တော့တွားရှိုးလိုက်မယ်ကွာဒီမှာလက်သမားအကိုကြီးဦးလေးရောရှိရဲကွာတွားမေးကြည့်လိုက်အောင်မယ်အေးမလေးတော်ဒီရောင်ကြီးဒုက္ခချိုလာလဲနေရောင်နေဦးလေးဟာဖုန်းပြောနေတယ်မနှောက်ရှက်တော့ပါဘူးကွာနူအော်ဒီမှာရှိရဲကွာအုတ်တဲကြောက်ကားကြီးโอเคဒီမှာဒီကားကြီးရှိရပဲအဲ့ဆိုငါဒီကားကြီးကိုတခါရဲမဝိုင်းတော့မယ်ပြီးတော့မှဖုန်းဆက်ပြီးတော့အကျိုးကြောင့်လှမ်းပြောလိုက်တော့မယ် yes ဒီကားနဲ့ဆိုရင်တော့ငါအိမ်ကိုနေရနေကာပြီးတော့ငါတေချာခံတက်လုပ်ထားလို့ရပြီကွာโอเคအဲ့ကြမစိုးညိုဒီဘက်ကနေဘတ်ပြန်ဆုပ်ပြီးထွက်ရမယ်ဦးလေးကဖုန်းပြောနေလားမသိကွာဖုန်းချဝိုင်းလားဦးလေးကျွန်တော်ဟိုဟာလေးဒီကားလေးယူသွားရင်တော့ဗျာကျွန်တော်ဟိုဟာဦးလေးတို့မရဲ့တူပါဗျာအရေးကြီးကိစ္စရှိလို့ဗျာအဲ့ဒါကျွန်တော်လို့ဒီကားလေးယူသွားမယ်လားပြီးတော့မှကျွန်တော်ပတ်စံလာပေးရမှာဗျာနော်ကြားလားဦးလေးကောင်းပြီဆိုမဲ့ယူသွားလေကွာယူသွားโอเคဦးလေးဒါဆိုကျွန်တော်မောင်းသွားပြီနော်โอเคဒါဆိုအဆင်ပြေသွားပြီဒီကားကိုယူသွားပြီးတော့ငါရဲ့အိမ်ကိုတေချာအကအရင်နဲ့ပြင်ဆင်ပြီးတော့တေချာပြန်လှုပ်ထားရမယ်ကွာHalloween စိတ်စားလူတက်ကောင်နေငါ့ကိုလိုက်ရှာနေကြပြီကွာလိုက်ရှာနေကြပြီကဲရောက်ရှိလို့လာပါပြီငါအိမ်ကိုလုံးဝပတ်လေမှာအကာရင်နဲ့တေချာကာထားမှရအောင်မယ်ကွာဟိုကောင်တွေကမကြခင်ငါ့ကိုလာရှာပြီးတော့အိမ်ကိုရောက်လာကြအောင်မှာတေချာပေါ့ပဲအောင်နေတော့အဆင်ပြေလားမသိဘူးတော့ကြည့်လိုက်အောင်အောင်နေအော်ဟေးတော်သေးအောင်နေဘာမှမဖြစ်ဘူးဟိုဒီမှာမိုက်ကယ်မာဘာစီရဲ့အလောင်းကအခုဒီတိုင်းပဲရှိနေတော့မယ်ကွာတော်ပါတည်းကွာအောင်နဲ့ငါ့ကိုကဲခဲ့လို့ကွာမဟုတ်ရင်ငါဒီ channel မှာနေတခါရဲရှောနေလောက်ပြီကွာဂျာဆိုရင်ငါအိမ်ကိုငါစပြီးတော့ပြင်ဆင်ရအောင်မယ်ကွာဘယ်နာစကာရင်ကောင်းမလဲဘယ်နာစကာOh my god ဟာဟဲ့ဝေးTerrifier အတက်ကလောင်းကြီးမဲကွာ
ဒီသူပြက်ကောင်ကြီးဘယ်လိုပြောငိုင်းနေကိုရောက်လာလဲမသိဘူးဟာဘာဖြစ်နေရလဲရောက်ရေးအိမ်ထဲမှာလဲသွေးပြန့်ကျဲနေရပဲကွာဟာဒီကောင်ဘာလောက်ထားရလဲဟဲ့ပြေးထွက်လာပြီရောက်ရေးငါစီကိုဦးတည်လာပြီဟာလောက်ပေါရောက်ရေးငါစီကိုပြေးလာပြီဟဲ့လူငါမှလက်နဲ့တွေပါနေရပဲကွာဟုတ်တယ်ငါမှလက်နဲ့တွေပါနေရပဲကြောက်အနာမကိုင်းနော်အနာမကိုင်းလို့ပြောနေအမလေးကဲပါဦးရောက်ရေးငါ့ကိုလိုက်ချနေပြီဟဲ့လူမင်းကအနာမကိုင်းလို့ပြောနေတော်ပါသေးကွာဟုတ်ရင်ရှော့သွားပြီကွာတဖြည်းဖြည်းနဲ့အန်ဒီရောပုံများလာပြီပထမမိုက်ကယ်မာဗတ်ပြီးတော့ချက်ကြီးအခု Terrifier at the cloud အကောင်နေထက်လာအောင်မလဲငါမသိတော့ဘူးကွာအန်ဒီရောတော့များလာပြီငါအိမ်ကိုစပြီးတော့ပြင်ဆင်မရအောင်ပဲကွာဟုတ်တယ် A few moments later စပြီးတော့ပြင်ဆင်ရအောင်မယ်ဘာဖြစ်ငါဒီမှာတစ်သားနဲ့တေချာလေးကိုကာထားရတယ်ကွာပြီးတော့မှထပ်ပြီးတော့အဆင့်မြင့်ရမယ်ဒီလောက်ကာထားရင်တော့မစိုးပါဘူးဟိုကောင်နေရုပ်တရက်ကြီးရောငါ့အိမ်ထဲကိုဝင်လာလို့မရတော့ဘူးကွာအခုကဘာကာယံမှမရှိဘူးဆိုတော့ငါမသိပဲအောင်မှအိမ်ထဲကိုဒီကောင်တွေကဝင်လာပြီဆိုတော့အခုဒီလိုကာထားလိုက်ရင်တော့ဒီကောင်တွေတို့အဟန်သားတစ်ခုတော့ဖြစ်သွားမှာကွာအဲ့ရောဖုန်းလာလားဘာသူဖုန်းလဲကွာအကြောင်းရင်းမရှိပဲဒီချိန်နေပေါင်းကွာတရားလာဖုန်းอ่ะဒီရလာနေရကွာဟုတ်တယ်ဖုန်းကဒီရလာနေဟမ်အခုကြောက်လဲရှက်သွားပြန်ပြီဟာအေးရောက်ငါ့ကိုလာနောက်နေရလားကွာဖုန်းကင်တာလဲဘာမှလည်းမပြောဟယ်လိုဟာလာနောက်နေလားမသိဘူးကွာဒုက္ခပဲတော်ကိုယ့်ဘက်ကိုအိမ်ဆက်ပြီးတော့ပြင်တာပဲကောင်းတယ်ဟိုးနေစမ်းမအောင်ဟာယောဟိုက go face ပဲကွာယောဝေးအောင်တော့ကိုဘာလို့မလို့လဲမသိဘူးဟေး go face ခင်ဗျာဘာလို့မလို့လဲဗျာကျွန်တော်ခွေးကိုဘာလို့မလို့လဲဟာဖုန်းခေါ်တာတူထင်နေမင်းကိုဘာမှမလုပ်ရသေးပါဘူးကွာဒါမဲ့ငါအခုမင်းကိုမင်းမဖြေနိုင်တော့မင်းရဲ့ကိုငါအခုချက်ချင်းတက်ပြရလိမ့်မယ်ကွာဟဲ့လူခင်ဗျာမလုံးနဲ့တော့ခင်ဗျာဘာမေးခွန်းမေးမှလဲကျွန်တော်ဖြေမယ်ဗျာဖြေမယ်အဲ့လိုလိမ္မာမပေါ့ကွာအခုငါမင်းရဲ့မေးခွန်းနံပါတ်1ကိုမင်းစဖြေစမ်းမင်းသိမ့်မနေဘယ်နေလဲကွာဟောပြောစမ်းဘလို့ကျွန်တော်သိမ့်မနေကျွန်တော်သိမ့်မနေဘလို့သိမ့်ပါလေဗျာလူတိုင်းကကိုသိမ့်မနေကိုကြိုမမသိရဒီလူသမင်တကငါ့ကိုပြဿနာရှာခြင်းလို့မဖြစ်နိုင်တဲ့မေးခွန်းတွေလာမေးနေရပဲကွာဟိုမှာအောင်တက်ကိုသူတက်နဲ့ချိန်ထားပြီအောင်တက်ကငါရဲ့ကဲတင်ရှင်ကွာငါတို့ဘာမှပြက်ခံလို့မရဘူးခင်ဗျာကျွန်တော်ခွေးအောင်တက်ကိုမထိနဲ့ဟဲ့လူရှော့ကွာ Oh my god ဟာယောပေါ်ပါသေးရဲ့ကွာယောရှော့သွားပြီကွာအောင်နဲ့မင်းအဆင်ပြေလားကွာအောင်နဲ့မင်းအဆင်ပြေမလားအောင်နဲ့တော်ပါသေးရဲ့ကွာအောင်နဲ့ဘာမှဖြစ်တာဟူးနေငါအောက်ကိုသွားကြည့်ရမယ်ကွာအောင်နဲ့ငါလာပြီမလေးရောက်ရေးပါကြီးဟာလက်တော့ဖကြီးပဲကွာဟာဟဲ့လက်တော့ဖကြီးပါရောက်လာပြီကဲကြပါဦးတို့ကတော့မလေးကဲပါဦးပြောအမလေးဟဲ့တို့ကပဲကဲကြပါဦးပြောကဲကြပါဦးနောက်မှလက်တော့ဖကြီးလိုက်လာပြီရောက်ရေးလက်တော့ဖကြီးပါလိုက်လာပြီဟာတို့ကပဲဘယ်လိုလောက်မှလဲအောက်နဲ့ဝေးရနေအောင်မြားခေါ်ပါမှရမယ်ကွာဟုတ်မတွေ့ဘူးတော့ကြအောင်တဲ့ကိုပါသူ့ရဲ့ဟိုဝိုင်းနဲ့လွှားစကြီးနဲ့သူလိုက်ပြီးတော့လိုက်တက်နေရောပဲတို့ကပဲရောက်ဟေးငါအိမ်ကငါတေချာမကာသေးဘူးဘာဖြစ်အိမ်ထဲကိုတို့မဝင်နိုင်တော့ဘူးနော်အဲ့တော့အဆင်ပြေသွားရဲ့ကွာမဟုတ်ရင်သူအိမ်ထဲမှာဝင်လာမှာမလေးရောက်ဟေးလိုက်လာပြီတို့ကပဲဟေးရောက်ဟေးလက်တော့ဖစီလိုက်လာပြီပြေးကနေတော့ဝင်တော့မယ်ဒုက္ခပါပဲကွာတော်သေးရပါဒီနေ့ကဘိုးနဲ့အီဒီအိမ်မှာမရှိလို့ဟာငါပြေးလို့မရအောင်ငါမှလက်နဲ့တည်းအဆုံရှိရပဲကွာဟုတ်သားပဲငါမှလက်နဲ့တည်းအဆုံရှိတယ်မီးပနေโอเคတွေ့ကြသေးရပါလာစမ်းတက်တော့ဖက်ယောကွာဟမ်တိတ်စမ်းမင်းတို့စိတ်စားသူတက်ကောင်းနေစိတ်စားသူတက်ကောင်းနေတို့ကလိုက်ပေးနေမှတ်ပြီလားဟာယောဟိုပါဒီရကွာယောနေအောင်ကသူ့မှာချင်းစောပါရဲ့ကွာဟေးသူခါးကြိုင်းမှာချင်းစောပါရဲ့ Oh my god အိုးဖျော်ရေးချင်းစောရလာပြီကွာဒါအောင်ငါသိမ်းထားမှရမယ်ဟုတ်တယ်ချင်းစောရလာပြီဆိုတော့ဘာပဲဖြစ်ဖြစ်နောက်ချက် Halloween Psycho ဘက်ကောင်တွေရောက်လာရင်ငါတို့အားတာတယ်ကွာ Little Fish ရဲ့ချင်းစောရင်းနဲ့ငါအားလုံးလိုက်ရှင်းပြမယ်မိသမရောက်လာပြီဘာမှမပြုတ်
ဘာမှပြုတ်ပါမီးကငြိမ်းသွားပြီโอเคဟမ်ယောကွာပြန်မထားနဲ့ဟာယောပြန်မထားနဲ့โอเคဒီချင်းစုံငါတိမ့်ထားရမယ်ကွာငါအိမ်ကိုငါဆက်ပြီးတော့ပတ်တွေကိုတွားပြီးတော့ကာရန်ထားရမယ်ဒါမှဒီကောင်ဒီအနားကိုမကတ်လာနိုင်ပါကွာโอเคအားလုံးအဆင်ပြေသွားပြီကွာပတ်လေအိမ်ကိုလည်းလုံးဝကပြီးသွားပြီဒီကောင်ဒီလုံးဝအထဲမှာဝင်လာနိုင်တော့ဘူးကွာအဆင်ပြေသွားရင်အောင်နောက်ကိုလည်းငါအထဲကိုခေါ်သွင်းပြီးသွားပြီဘဲကောင်ဒီလာပြီးတော့ငါ့ကိုပြဿနာရှာရဲနေတယ်ဘယ်သူမှမလာနိုင်တော့ဘူးကွာကဲအောင်နဲ့ဒီနေ့ငါ့အိမ်ထဲမှာပဲနေရမယ်ကွာနော်ဟိုမှာအိမ်မှာရှိတဲ့မုတ်တွေပဲစားကြပေါ့ဘိုးနဲ့ ED ကလည်းမနေ့မှပြန်လာမှာဆိုတော့သူ့လာရင်တော့ED ကိုကူညီတောင်းပြီးတော့ဒီကောင်ဒီဘာလို့ငါ့ကိုလိုက်ရှာရင်လေHalloween Psycho ပတ်တွေကိုဘလို့ငါ့မျိုးရနှင်ထုတ်ရမလဲဆိုတာကိုငါ့ကိုအဖြေရှာရပါကွာနော်နေတီဗီကတကြစ်ချင်းနဲ့အတန်းနေမြည်ပါလားကွာဟာဒုက္ခပဲအဲ့ဒါအလေကဘီလီမလားကွာစောတဲ့ကဘီလီဒီမှာလေ Freddy Krueger ရော Jason ရောပါလာရဲ့ကွာဟာဒုက္ခပဲဒီ၃ကောင်လုံးငါအိမ်ရှိကိုရောက်နေရပဲကွာအိမ်ထဲကိုသူဝင်လို့မရလို့အိမ်ရှိမှာရက်ဆောင်နေကြတာငါတိုင်းတော့ချားလို့မဖြစ်တော့ဘူးကွာအောင်နဲ့ရေမတိုင်တော့ကွာအခုငါစီမှာ Leatherface ရဲ့ chainsaw လည်းရှိနေရပဲဆိုတော့ဒီ၃ကောင်ကငါအိမ်ရှိမှာရစ်တီလာလုံညာနောက်ကိုယ်တိုင်ထွက်ရှင်းမယ်ကွာတွေးကြတရားဗောမင်းတို့ကောင်နေဟမ်ဖေးအောင်နေရှော့ဘယ်ပြေးမှလဲဟမ်မင်းတို့မထင်ထားဘူးမလား Leatherface ရဲ့ chainsaw ငါစီမှာရှိနေမယ်လို့မင်းတို့မထင်ထားဘူးမလားဟမ်မင်းတို့က Halloween Psycho ဘက်ကောင်နေဟမ်မင်းတို့စိတ်စားလူသက်ကောင်နေ Halloween ကပြီးသွားပြီအိမ်ပြန်တော့ကွာဟာJason voice ဘယ်ပြေးမှာတော့ဟမ်ပြန်တော့တော်ရရပါကွာ Leatherface ရဲ့ chainsaw ငါသိမ်းထားရတော့ပြန်မထွက်နဲ့ရောက် Jason Oh my god ပြန်မှာ Leatherface ရဲ့အလောင်းကအပြင်မှာနေရှိသေးတယ်ဘီလီမင်းကငါ့ကိုကစားဝဲဟလာဂိမ်းကစားဝဲကစားပြီးတော့ဟလာကစားခိုင်းပြီးတော့ငါ့ကိုမင်းကလာပြီးတော့အာယုံနောက်ချင်နေရโอเคဒုက္ခပဲကွာအကောင်ကြီးကကုန်းမှမဟုတ်ဘူးကွာဘာနဲ့ကောင်ထွက်လာအောင်မလဲမသိဘူးငါအရင်ဘလို့အစ်စ်မြင့်ကောင်းမလဲနေစမ်းပါဦးကွာငါဘလို့တော့ရင်ကောင်းမလဲယော့ Freddy မင်းလည်းပြန်မထားနဲ့ဒီတိုင်းဆိုတော့မလွယ်တော့ဘူးကွာအဲ့ရောင်ကြီးချင်းစောကလည်းဒီမှာစီကုန်နေပြီဒုက္ခပဲနောက်ထပ်ကောင်တွေထပ်လာရင်တော့ဒီသွားဆက်တယ်ငါတုံးလို့ရအောင်မှာမဟုတ်ဘူးမိုးကလည်းချုပ်နေပြီဘလို့လုံးရင်ကောင်းမလဲကွာကဲအောင်နဲ့ရေငါတို့အိမ်ထဲမှာရှိနေတယ်ရောလုံခြုံပါရဲ့ကွာဒီတစ်ခါ Psycho ဘက်ကောင်တွေအပြင်ကိုရောက်လာရင်တော့ငါထွက်ချလို့မရတော့ဘူးအောင်နဲ့ဟိုမှာချင်းစောကြီးကစီကုန်သွားပြီကွာအဲ့တော့ငါနှိုးလို့မရတော့ဘူးအိမ်ထဲမှာပဲငါတို့ပုံးနေရမယ်မင်းတိတ်ပြီးတော့မဟောင်နဲ့ကွာနော်အတန်မထွက်နဲ့ငါလည်းတိုးလေးပဲနားလေးမှာပုံးနေမှရမယ်ကွာရောက်ရေးရှီတိုင်းထွက်နေတယ်ဟောင်းထက်ရောက်လာပြန်ပြီလည်းမသိဘူးနေစမ်းပါဦးအိမ်ထဲကိုဘယ်လိုပြောဝင်လာလဲကွာရှီတိုင်းငါ့ဟိုအိမ်ထဲကထွက်နေရအဲ့လိုပတ်ကာထားတာကိုဘယ်ကောင်ထက်ဝင်လာသေးရလဲဟုတ်သေးပါဘူးတခုခုတော့မှားနေပြီဘယ်ကောင်ကအိမ်ထဲကိုဝင်လာလို့ရမှာလဲကွာဘလို့အစွမ်းမြင့်တဲ့ကောင်ကအိမ်ထဲကိုဝေးမလေး Pennywise Oh my god ယော Pennywiseယော Pennywise လာယောပြန်ချလာတယ်ဒုက္ခပဲရောက်ဝေး Pennywise အိမ်ထဲကိုရောက်လာရဲ့ကွာယောကွာအောင်နေမဖြစ်တော့ငါဟိုနဲ့ ED ကိုမြန်ဖုန်းဆက်ခေါ်မရအောင်မဲကွာငါ့ဝေး A few moments laterကိုစမေး ED အစီရင်အားလုံးလုပ်ပြီးသွားပြီဗျာနောက်ထပ်စိတ်စားတဲ့ကောင်လေးကိုစမေးကိုလုံးဝရှာတွေ့မှာမဟုတ်တော့ဘူးဗျာဘာမှမကြောက်နဲ့တော့ ED အားလုံးစီစဉ်ပြီးသွားပြီတော်ပါသေးရဲ့ ED မလေးမင်းရောက်လာပဲဟုတ်တာပေါ့ကွာမဟုတ်ရင်ငါတော့တခါလုံးမပါသွားရင်လည်းကွာတခါအသက်ပါပြောင်းနေတယ်ကွာတနေ့ကောင်မှချွေးတောင်ပြန်နေကွာဒီ Psycho ဘက်လူသက်ကောင်နဲ့ငါနဘန်းလုံးနေရတာကွာဖနာကောင်လုံးရှိသွားပြီတဲ့Michael Myers, Chucky, Terrifier, ပြီးရင် Ghostface, Leatherface, Billy, Freddy Krueger, Jason, နောက်ဆုံးခုန Pennywise. Oh my god. မင်းနာမရောက်လာရင်
6កောင်မကောက်ဘူးကွာအဲ့6កောင်ပြင်နောက်ထပ်အကောင်60လောက်ပါငါရှင်ဆိုင်ရနိုင်တယ်ကွာတော်သေးရပေါ့ကွာကဲအခုတော့အားလုံးစိတ်ချသွားတာပဲအားလုံးပဲဒီဗီဒီယိုပေါ်ကြရင် like လေးနေပေးခဲ့ကြပါအောင်ကျွန်တော်ရဲ့ channel လေး subscribe လေးမလုပ်ရသေးလုပ်ပြီးတော့ခဲ့ကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ထပ်ဖို့ကောင်းတဲ့ဗီဒီယိုတွေပဲလည်းစုံစည်းကြပါအောင်ပဲဗျာအားလုံးပဲsee you ပါဗျာ